အဖေကိုလည်းအားတဲ့ဘောမှာဆက်ပေါင်းတယ်အဲ့တော့ဒီစီဘောနဲ့အားပါကျွန်တော်စလိုက်ဆိုမင်းဦးဒီနော် happy ego ကျွန်တော်လက်သာစည်းတဲ့အဖြစ်ဖြစ်သိပိုက်ပြီးလေဒီနေ့မှဆိုင်အသက်ကုန်ဆုံးပြီးတောင်ကောင်းပြီးဖြစ်စေဆိုးပြီးဖြစ်စေရှားပါပြီးဖြစ်စေနာပြီးဖြစ်စေချားပါပြီးဖြစ်စေဆင်းပြီးဖြစ်စေဘောရီတစ်လျှောက်ရှောက်ပြီးဖြစ်စေကြားနာပြီးဖြစ်စေကောင်းမွန်သောจิตပြည့်စုံတဲ့အော်ဒီဟုသစ္စာပြီးပြပါ၏ဒီမှာတော့ happy day ဒီစလိုက်ဆုံးလေးဥကိုဒီမှာလက်ကခမောတဲ့ဖြစ်ဖြစ်သိပိုက်ပြီးလေဒီနေ့မှစရသက်ကောင်ဆုံးပြီးကြောင်းကောင်းပြီးဖြစ်စေဆိုးပြီးဖြစ်စေစားပါပြီးဖြစ်စေနာပြီးဖြစ်စေစာပြီးဖြစ်ပါလေအခုဘယ်လိုပြုတဲ့စာပြေမှာရှိပါလားစလိုက်ဆိုမေဦးနဲ့နော်ဟဲ့ဘေးအေးရောက်ကိုသစ္စာပြုတဲ့အချိန်မှာဒီလက်ဆိုဖြစ်ပါတယ်တိတ်တိတ်ပဲလေးနဲ့ပါတယ်လို့တိတ်တိတ်ပဲရှိပါတယ်လို့သူတို့ခရိယာအပြိုလဲတော့မရှိရပါဘူးလို့အပြိုလဲတော့ရှိတော့ဘလို့မှအိမ်တော်မကြဘူးသူကတော့မရှိရတော့ဟိုဟဲ့ဘေးအေးလဲမရှိဘူးအခုမှရှိမှရှိလဲစလိုက်ဆိုပြီးတောက်ချလို့မရဘူးဒါပြိလို့ပြိလေးနဲ့ပါတယ်လို့ကျွန်တော်ကျမတို့အချက်ကရွှေကဲတော့တော့မမွေတဲ့အချက်နဲ့ဖြစ်ပဲဆိုတဲ့အကြောင်းရယ်ကျွန်တော်တို့အချက်ကအဆဆုံးမရှိတဲ့လက်စွပ်ကဲဆိုဖြစ်မယ်ဆိုတဲ့ဒိဋ္ဌာန်ပေါ့နော်ဒါကြောက်တော့ချီတောင်ခြင်းပေါ့ဒီစပိုင်းလေးတို့ကလည်းလို့မရဒါကြောင့်မို့ဆုံးနေဦးနော်ဟဲ့ဘေးတို့မင်းတို့မချွတ်ရဘူးဒါတသက်လုံးစွတ်ထားတဲ့လက်စွပ်ဒါဘုရားရှိခိုးသစ္စာပြုတဲ့အထိမ်းအမှရဲ့ချီတောင်ခြင်းဖြစ်ပါလေလို့စိတ်ဆိုးလို့မချွတ်ဘူးနော်စိတ်ဆိုးလို့မပြစ်လိုက်တဲ့ရွှေလေးပရိုတိန်းဒီပါရှိတယ်ဒါဘုရားရှင်ရှိမှသစ္စာပြုတဲ့လက်စွပ်ပြတမိုးထားတယ်နော်တမိုးထားတယ်ဖြစ်ပါလေအော်ပြောင်းပြန်ဖြစ်လာသူတို့ဒီတဲ့အားပြုခဲ့တော့သစ္စာများ၏သက်တည်ဖြင့်၎င်းကျွန်တော်ဤချစ်ရှိမေတ္တာနှင့်ဥစ္စာစည်းစိမ်ရှင်မြတ်တို့ကိုသင်၌အားရ၎င်းဒီလက်စုကိုသက်တည်ပြု၍ဒီပါ၏ဓမ္မသည်သင်အားပြုခဲ့တော့သစ္စာများ၏သက်တည်ဖြင့်၎င်းဓမ္မဤချစ်ရှိမေတ္တာနှင့်ဥစ္စာစည်းစိမ်ရှင်မြတ်တို့ကိုသင်၌အားရ၎င်းဒီလက်စုကိုသက်တည်ပြု၍ဒီပါ၏ကလာဆိုပြီးတော့လက်ခံပါ၏နော်ကလာဆိုပြီးဦးကအားလုံးပြရတယ်တော့ဟဲ့ဘေးအေးကလက်ခံရတယ်နော်ဒါကြောင့်မို့မင်းတို့မြတ်ပါဒါတော့ရှိပါသစ္စာပြုလိုက်ကျွန်တော်လည်းဆောပြီးတော့ရာဒီဓမ္မကိုဘုရားတော်သူတို့ရဲ့ဉာဏ်နဲ့ကြောဒီဟာဒီတော့ပါတော့ပတ်သက်တာလည်းလက်ထောက်ပေးပါဘုရားရဲ့စုံဖက်တော်ကြလို့ဒီလူပြမခွဲမခွာစီအာမင်
လက်တော့ပြေအောင်ပေးရအောင်သူရွေးရခေါ်ရကလာကြီးဘယ်ဒါလည်းဖြစ်တာပဲဘာလို့အဖားရဲ့တရားကြီးဆိုတော့ကိမလေးကတရားကြီးလို့ထားမှမသိဘူးအဲ့ဒါလည်းဆောင်းလာပြောတယ်နော်အဲ့ဒါကြောင့်သလားဆိုရင်ဦးလေဘာဟဲ့ဒီအေးရမှာဘာဖြစ်လဲဆိုတော့ခင်ဗျားတို့ပြလက်တို့ပြအဲ့ဒါလည်းဒီရည်ဒီပေါင်းနားမယ်နော်တော့ကမ္ဘာနဲ့လေကဲဒါကြလားကဲ1 2 3တော်ပြီရမယ်လက်ကောက်ကြည့်အောင်အားပါရဒီမှာကျွန်တော်တို့ဒီလိုဆရာတော်ဒီလိုတော့ဒီလိုကြာပြီးလာတော့ဒီလိုပြောတာဒါပြီးတော့ဘုရားကိုဆန္ဒဆိုတော့ပါဘုရားရှင်ရဲ့နေလို့ဆန္ဒရောတာတော့လည်းဒီတိုင်းတိုင်းပြီးလို့ဆိုပြီးကောင်းပါတယ်ဒီကနေ့ရှိတဲ့ရဲ့ဒီလိုပြန်စာရင်းရဲ့ဒီလိုပါလာလို့ဒီစီကိုဒီနာဒီနာလာတဲ့ဒီလိုအောင်ရဲ့ဒီလာတဲ့စီပါဒီစီရဲ့ကိုဒီကောင်းစီကိုဆိုတော့ဒီလိုတော့အောင်ဒီလိုတော့ဒီလိုဆက်ဖတ်ဆောက်တဲ့ဒီတိုင်းဒီလိုဒီဘဝကိုဆက်ပြီးတော့ပြန်လာတော့ဒီကောင်းစီကိုဘုရားရှင်ဒီလိုပူဇော်တဲ့ခံရတဲ့စာရင်းဒီပြတဲ့အဲ့ဒါလည်းရှိတဲ့ကာလအပြီးမှာဆိုလို့ဘုရားရှင်ဒီလိုမျိုးရဲ့ဒီအောင်တာကတော့ဆိုရင်တော့ဆက်တာလည်းဓာတ်ဒီလိုလေးဆောက်သွားနေတဲ့ဘုံလုံးဒီစားရတဲ့ဘုရားမှာဒီလည်းဒီဘုရားနဲ့တော့ဆက်ရခြင်းနဲ့ဒီလိုမျိုးအောင်လို့ဒီအားလုံးဒီလည်းဒီဘုရားရဲ့ဆောက်ပေါ်ပြီးတော့အဲ့ဒါအပြင်ဝမ်းလို့ဘုရားနဲ့ဆက်ရခြင်းဒီလိုရဲ့ဒါကအေယံဒီနဲ့ဆက်ရခြင်းမှာဆိုတော့ဒီအချမ်းတို့ဘုံလုံးအာရဝတိအမိကံမောဝိနာကိသောဘောဓိသောယောသစေဘောရှိကောင်းကြီးတွေကလို့ဆိုတော့ရှိပါတယ်။ဒီလိုရှင်သမေသောရတဲ့လူတွေရှိနေတဲ့ကာယကိုပေါင်းစပ်ကြရအောင်အာပိယကိုဘောပရိသတ်ရာသပရိသတ်ရာအားလုံးကိုလည်းဒီကောင်းကြီးတွေဒီမေလာဆောင်